မိတ်လာပါကျွန်တော်ဆိုင်ပဲပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဆော့နေကြ Minecraft Parrot ကို Java လို့ပုံစံပြောင်းရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် Java လို့ပုံစံဘယ်လိုပြောင်းမလဲဆိုတော့ကျွန်တော် agent တွေအများကြီးမိတ်ဆက်ပြီးမှပြောပါ agent တွေတခြားဖတ်နေနေကျွန်တော်မိတ်ဆက်ပြောမှာဖြစ်ပါတယ်ဆိုတော့စကားတွေအများကြီးမပြောဘဲနဲ့ဗီဒီယိုလေးကို intro ကြည့်ပြရင်စလိုက်အောင်ပထမဆုံးမော်လေးရတော့ပန်ဒါ 3D skin layer ဆိုတဲ့ဟာပဲရှိဖြစ်ပါဒီကောင်လေးကဘယ်လိုလုပ်တာလဲဆိုတော့ကျွန်တော်လက်ကိုနည်းနည်းလေးပိုရှည်သွားစီပြီးတော့အခုထစ်လေးထွက်ကျွန်တော်တို့ဒီအဟာလေးမရှိတော့ဘူးအခုထစ်လေးပဲရှိအောင်လုပ်ပြလိုက်တာပေါ့နော်ဆိုတော့ဒါလေးကတော်တော်လေးကြည့်လို့ကောင်းပါတယ်ဆိုတော့ကျွန်တော်နောက်ထပ် add-on တစ်ခုထပ်သွားလိုက်အောင်ကျွန်တော်နောက်ထပ် add-on တစ်ခုကတော့ just zone ဆိုတဲ့ add-on လေးပဲဖြစ်ပါတယ်ဒီ add-on လေးကဘယ်လိုမျိုးလုပ်တာလဲဆိုတော့ကျွန်တော်တို့ zone ဆွဲလေးရတာပဲဖြစ်ပါတယ်ဒါကကျွန်တော် survivor မှာလည်းအလုပ်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော် survivor မှာလုပ်ဖြစ်တယ်လို့ပြောရတယ်ဆိုတော့ကျွန်တော်ရင် survivor series မှာလည်းဒါလေးကိုသုံးလာတာဖြစ်ပါတယ်။ဆိုတော့ဒါလေးကတော်တော်လေးသုံးဝင်နေတာလေးပါ။ဆိုတော့ကျွန်တော်နောက်ထပ် mod တစ်ခုထပ်ကျွန်တော်နောက်ထပ် add-on လေးတစ်ခုကတော့ကျွန်တော်တို့ chat ကိုပေါင်းပြရပါတယ်။ဆိုတော့ဘယ်လိုမျိုး chat ကိုပေါင်းပြရလဲဆိုတော့ကျွန်တော်တို့ဒီမှာ chat ကိုဖွင့်လိုက်လို့ရှိရင်ဒီလိုပုံစံလေးဖြစ်သွားမှာ။ကျွန်တော် normal ပုံစံလေးနဲ့လုပ်အောင်နော်။ပြီးတော့ကျွန်တော်စာတစ်ခုရိုက်ကြည့်လိုက်စာကူရိုက်ကြည့်လိုက်လို့ရှိရင်ကျွန်တော်ဒီလိုဘေးနားလေးကနေပေါ်တယ်ပေါ့နော်။အဲ့ဒီမိုက်ပါရေး။တော့ကျွန်တော်နောက်ထပ် add-on လေးတစ်ခုထပ်သွားလိုက်အောင်။ add-on လေးတစ်ခုကတော့ကျွန်တော်တို့ Java လို့မျိုးပုံမှန်ပါလာတဲ့ဟာလေးပေါ့နော်။ဒါကနည်းနည်းကြည့်ရလို့ဆိုရပေါ့။မဲ့ဒါက survivor မှာလေးအလုပ်ဖြစ်တယ်ပေါ့နော်။ဆက်ပါ yes ဒါတော်တော်လေးသုံးလို့ကောင်းပါရဲ့။ကျွန်တော်ဒါတော့ overversion ကိုပဲဆော့ဖို့ဆော့ကြည့်နေတယ်ပေါ့နော်။ဘာလို့ဆို overversion ကဒီလို error သိမရှိဘူးပေါ့နော်။ကျွန်တော်တော်တော်လေးတာလွယ်ပေါ့နော်ကျွန်တော်ဆိုတော့နောက်ထပ် add-on လေးကိုထပ်သွားလိုက်အောင် add-on တစ်ခုကတော့ကျွန်တော်ရဲ့ loading sequence ဟောဘယ်မှာ Java နဲ့တူအောင်လုပ်လိုက်တာဆိုတော့ပြီးတော့ဒါကကျွန်တော် game ထဲမှာလေ Java လို့ပုံစံပြောင်းมาဒီပါရေးအောင်ကျွန်တော်ပြ။ဟောလေဆိုတော့ကျွန်တော်တို့ဒီမှာ inventory နှိမ့်လိုက်လို့ရှိရင်ဒါကကျွန်တော်ဒီလိုလေးပြောင်းသွားတယ်နော်။ဒီလိုလေးပြောင်းသွားရင်တော်တော်လေးကြည့်ရတာပုံကြည့်လို့ကောင်းတယ်နော်။ဆိုတော့ yes ຢာလေးကပုံကြည့်လို့ကောင်းပါရဲ့။ပြီးတော့ဒီမှာ inventory ထဲမှာလေဒီလိုလေးဖြောက်သွားပါရဲ့။တော်တော်လေးကြည့်လို့ကောင်းပါရဲ့။ပြီးတော့နောက်ထပ်တစ်ခုကကျွန်တော်တို့ဒီကျွန်တော်ဖတ်မဲ့ဟာနှိမ့်လိုက်လို့ရှိရင်ပုံစံဒီလိုပြောင်းသွားပါရဲ့။ပြီးတော့ကျွန်တော် option တွေတော့မပြောင်းတာပြီးတော့ draw လေးမိုက်ပါပြီးတော့ကျွန်တော် loading sequence လည်းပြောင်းတာပါ loading sequence ပြောင်းတာကိုကျွန်တော်လိုက်ပြကျွန်တော်လည်းဒီလိုလေးပြောင်းမိတာပါနော်ဒါလေးကကျွန်တော် Java မှာတွေ့ကြပုံစံတိုင်းပြောင်းပေးတာဖြစ်ပါတယ်ဒါလေးတစ်ဖြည်းဖြည်းတက်လာတယ်ပေါ့ကျွန်တော်နှားဆောင်ကြည့်လိုက်ပါမယ်တက်လာကျွန်တော်တက်လာပြီပေါ့နော် K ဒီလိုလေးပေါ့နော်ဒီလိုလေးတက်လာပြီနည်းလေး error လေးရရှိရပေါ့နော်ဒါပေမဲ့ရှင်းပြပါရင်ဒါကြောင့်နောက်ထပ် add-on လေးကိုနောက်ဆုံးပြပြီးမြင် add-on လေးကတော့ Java ဘက်မှာရှိတဲ့ add-on လေးပဲဖြစ်ပါတယ်ကဲဆိုတော့ဒါလေးကဘယ်လိုလုပ်တာလဲဆိုတော့ကျွန်တော်ဒီနောက်မှာဒီလိုရှိလေးကိုအရောင်ချယ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ဘယ်လိုမျိုးအရောင်ချယ်ရမလဲဆိုတော့ကျွန်တော်ပထမဆုံးရိုးရှင်းဆုံးနည်းနဲ့ပြရမယ်ဆိုလို့ရှိရင်ကျွန်တော်ရှိတစ်ခုလိုမယ် banner တစ်ခုလိုမယ်ပေါ့နော်ရှိနဲ့ banner တစ်ခုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ credit table တွေကိုသွားဒါမှမဟုတ်ကျွန်တော်တို့ဒီထဲကိုသွားရတယ်ကျွန်တော် credit table နဲ့ဆိုင်ရတယ် credit table တွေနဲ့အားကြောင့် banner black banner နဲ့ရှောင်းရှိနဲ့ပေါင်းလိုက်လို့ရှိရင် black ရှိဆိုတာဖြစ်ရအောင်ပါပေါ့နော်ဒီလိုမျိုးရအောင်ပါပေါ့နော်ဆိုရင်ဆိုတော့ဒါကြကျွန်တော်တို့ဒီပုံစံလေးရအောင်လုပ်တာပေါ့နော်ကျွန်တော်ဒီလိုပုံစံလေးရအောင်ဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်banner တစ်ခုလိုမယ်ပြီးတော့ကျွန်တော်တို့ဒီလိုဟာလေးတစ်ခုလိုပါပေါ့နော်ဒါကကျွန်တော်ပုံလေးလည်းပြတာပါလေစားနေလေးရိုက်ရှာလေးအောင်နော်ခွိပါဟွာလေးပေါ့နော် banner ချဲဟာလေးပြီးတော့အားလေးရဲ့ပြီးတော့ဒီအနီရောင်ဟာလေးတစ်ခုလေးလို့ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီအနီလေးကိုဒီထဲမှာထည့်ဒီအရောင်ချဲတဲ့ဟာလေးကိုဒီထဲမှာထည့်ပြီးတော့ banner လေးကိုဒီမှာထည့်လိုက်ရှင်ဒီဟာလေးရလာပြီပေါ့နော်ဒါလေးရလာပြီပေါ့နော်
ဆိုတော့အားလေးကိုကျွန်တော်ဆော့ပြောရဲရှီးနဲ့ပေါင်းလိုက်ရင်ရပါတယ်ကျွန်တော်ဒီဟာလေးကိုကျွန်တော်ရှီးနဲ့ပေါင်းလိုက်လို့ရှိရင်လုံးဝကျွန်တော်ရန်လာရကျွန်တော်တို့ရှီးတစ်ခုရပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးက brother တက်ထောက်ကူဖြစ်မယ်တင်ပါတယ်ကျွန်တော်နောက်တဲ့ဗီဒီယိုအများကြီးနဲ့လည်းကျွန်တော်ပြန်လာခဲ့ပါမယ်ဆိုတော့အားလုံးပဲ see you